အားလုံးပဲမင်္ဂလာနှစ်သက်ပါရှင်မြမရွရရင်ကြီးမှုအသားတကြံကြာရောက်တဲ့အချိန်ခါသမျှပါရှင်မြမ12လရာဒီထဲမှာပထမလဖြစ်တဲ့တကူးလမှာတကြံပွဲတော်ကိုနှစ်စဉ်ကျင်းပခဲ့ကြပါတယ်ရှင်အတာကူချင်းဆိုတာနှစ်ဟောင်းခုံဆုံးပြီးနှစ်တစ်တူကူပြောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်ရှင်ယနေ့ကြာရောက်တဲ့မြမနှစ်ဆန်တရနေ့မှာစ၍နှစ်ဟောင်းကမကောင်းခဲ့တဲ့အညစ်အကြေးမကောင်းခဲ့တဲ့အသိမကောင်းခဲ့တဲ့စိတ်ထားတွေကိုဆွန့်လွတ်ပြီးနှစ်သက်မှာလူတဲ့စိတ်တဲ့နှလုံးသားတဲ့နဲ့အတူလိပ်ပြားလုံးစွာဖြင့်ဓမ္မနဲ့အတ္တမကိုခွဲခြားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်ဆိုတင်းလေးတွေမမ်းမြို့သူရဲ့ဂုံနဲ့ညီပဲရှင်ကျေးသူတွေမနစ်ကပဲလောင်းငယ်တာတွေအေးအေးမြမြမမေ့တဲ့နိုင်ပဲ